ကဲဒါတော့ကြည့်ပါဦးရန်ကုန်မြို့မီးလောင်တာနော်ရန်ကုန်မြို့အဲ့ဒီပလာဇာဘယ်နဲ့လေးလဲဆိုတော့ပလာဇာနဲ့လည်းနီးရတယ်ဒီလမ်းပလာဇာနဲ့လည်းနီးတယ်ဒီမင်္ဂလာဈေးမီးပွိုင်းနဲ့လည်းနီးတယ်ပေါ့နော်ဒီလမ်းကြားအိမ်စပြီးတော့အိမ်အခန်း3ခန်းလေးစပြီးတော့မီးလောင်ပါတယ်ရှင်ကြည့်ပါဦးနော်တအားဟိုပြောမှဆိုရှင်ဒီကားတွေကလည်းတစ်စီးမီတာက20 30လောက်ကိုရှိတယ်ဟိုဘက်နဲ့ဒီဘက်ပေါင်းလိုက်လို့ရှင်အားလောက်ကိုရှိရတယ်ဒီလားမီတာအဲ့ဒီဟိုစားတယ်ဆိုလို့ရှင်မီတာကားတွေဆိုလို့ရှင်အများကြီးပဲအဲ့ဒီမီတာကောင်လေးတွေဆိုလို့ရှင်အားကိုအထက်ဝင်လိုက်ထွက်လိုက်နဲ့သူတို့ခင်ဗျာလောက်ရရှာပါတယ်နော်မကြည့်ပါအောင်နော်အထက်မှာလောင်စားတွေဘယ်လောက်တောင်များနေလဲဆိုတော့ကြည့်ပါအောင်အဲ့အောက်ထက်ကကျတော့အဝိထဲသလားထဲဆိုင်သူကအထဲဆိုင်ဟိုမှဟိုလိုလိလိလက်ကားတယ်အဲ့လိုမျိုးပေါ့နော်ဘိုးတော်လိုမျိုးဒီဘောထားပြီးနောင်တဲ့ဆိုင်လူကြီးတွေပေါ့နော်မကြည့်ပါအောင်အားကိုလောင်တာတောက်ကိုဖြစ်တာပိုင်ရှင်နေတာသနာဟုတ်ပါမယ်ကြည့်ပါအောင်ဒီမီကိုတွေနေလိုက်လေပေါ့နောက်ဆုံးကျမတို့အမှရက်နေတဲ့လူတွေတော့မမီရဘူးအကုန်လုံးအပြင်ကိုထားရပါတယ်ရှင်မီကိုတွေကတအားကိုကြောင့်မီးလောင်တဲ့ထဲမှာလောင်စာတွေများတဲ့ခါကျတော့မနိုင်တဲ့ခါကျတော့မီးတွေကမီးကိုအလုံးလိုက်ကိုအပြင်ကိုထွက်လာတာသိလားအမှအဲ့နန်းဒီမှာရှိရတူတွေအကုန်လုံးကိုပြင်ထွက်ပါရှင်ကြည့်ပါဦးရန်ကုန်မှာနေလာတာကြာပြီသိလားအဲ့လိုမျိုးကြီးပေါ့နော်လောင်တာတော့လောင်တယ်တအားကိုဒီထက်ဆိုးတဲ့မီးလောင်မှုတွေလည်းဖြစ်သွားတယ်ပေါ့နော်ကျမဒါကတော့ပထမဆုံးကျမမြင်ဘူးတာပါပဲရှင်မကြည့်ပါဦးအပေါ်မှာလူမရှိလို့တော့သေးတာပေါ့လူတွေမရှိဘူးနောက်ဆုံးကျမတို့ထွက်ပြေးရတယ်ရှင်မိခိုးတွေတအားကြီးကိုထွက်လာလို့နော်အားကြီးကိုထွက်လာတဲ့အခါတော့ဒီလမ်းတစ်လမ်းလုံးကိုမိခိုးဖုံးသွားပါရှင်အမှမိသက်တဲ့ကောင်လေးတွေနဲ့မိသက်တဲ့လူတွေပဲကြံခဲ့တာကြည့်ပါအောင်နဲတာမဟုတ်ဖြစ်တာဆိုတာဒီမိသက်ကားတွေဆိုလည်းအများကြီးပဲတော့တစ်စီးနဲ့ညက်ပြီးတော့လှုပ်တာတော့မှပဲတော်တော်ကြီးဆူဆူဝါဖြစ်တာပါမင်္ဂလာဈေးမိပွိုင်းနဲ့လည်းနီးတယ်ပေါ့နော်ဒီဟိုကပလာဇာနဲ့လည်းနီးတယ်ဒီပလာဇာဆိုလို့ရှိရင်ဒီဘက်ကနေဒီလမ်းကြားကနေဘက်ကိုသွားလိုက်ရင်ပလာဇာကိုတစ်ခါလေးရောက်ပါတယ်ရှင်မြို့ကလေးကောင်လို့ပဲပြောရမှာပေါ့နော်ကြည့်ပါမင်္ဂလာတောင်ညွန့်ပေါ့နော်ဒီမီးလောင်တော့မကြည့်ဟိုဘက်လမ်းကြားလဲနော်အဲ့ဒါမီးတဲ့လူတွေရင်ဖယ်ခိုင်းမှရပဲကားတွေစောင်းနေတာနဲ့သူတို့ဖယ်ပေးပါ哎呦，我那边的人呐、下来哦。ဒီမန်တော့ချက်ပြီးကလေးလေးငိမ့်သွားပါ